Hello, your ID is Kava. Round of the two present ego. Dinamana Mavish and Savio, Kazagre Mondi, Kazagre Kanita, Town Africa, one is over Yalanero, Nayashike. Also, Dinea de Savio, Prime Wages, don't wear such a shimano. I was in the yet waging on the schedule, to the need to do. So you need them to pick on Matilo, Sala, Sanji Bijava. Okay, good. Minglava, Minglava, Western no Salano, the Babla who brought the to a Savi, Kinamaro. ဝကြီးပွဲအောင်3ပွဲရှိရပေါ့3နာရီခွဲကန်ပေါ့ဂျာမနီနဲ့ပါဝင်တယ်ဂျာမနီကလည်းအုပ်စု E မှာဆိုလို့ရှိရင်သူကနှစ်ပွဲနိုင်တဲ့တစ်ပွဲရှုံးသွားတယ်ပေါ့ဒါပေမဲ့အုပ်စုပထမနဲ့တက်ခဲ့တယ်ပါရာဂွေးကကျတော့ Group D ရဲ့အုပ်စုအကောင်းဆုံးတတိယအနေနဲ့တက်လာတယ်ပေါ့တစ်ပွဲနိုင်တစ်ပွဲရှုံးတဲ့တစ်ပွဲတည်ပေါ့အဲ့တော့အခုအနေနဲ့ဒီဂျာမနီနဲ့ပါရာဂွေးမှာရောဘယ်လို result ထွက်ပြီးတော့ဘယ်တရားနောက်ဆင့်တက်သွားမယ်လို့ထင်တယ်ကျွန်တော်အနေနဲ့ဆိုရင်တော့ဂျာမနီပဲနိုင်ပြီးတက်အောင်ထင်ပါတယ်နောက်ဆိုတော့ဂျာမနီမှာရေသွင်းခြင်းနဲ့တောင်ပန်ကစားသမားတွေတက်စီသမားတွေအများကြီးရှိတယ်ပါရာဂွေးကလည်းသူ့ဘလူးမှာတော့အရင်ကောင်းတယ်ဆိုမဟုတ်ပေမဲ့လည်း32တင်းစီကိုကောင်းဆုံးတက်လာခဲ့တယ်ဗျအခုချိန်မှာလည်း Faria Waste ကလည်းခြေစွမ်းကအရင်ဟုတ်ပေမဲ့ဒီဘက်မှာတော့အကောင်းဆုံးစူးစမ်းမယ်အဓိကတော့နောက်တန်းပဲနောက်တန်းမှာ scorer ဘက်ကတန်ရရှိမှာဟုတ်တယ်နော်ဆိုတော့ပဲငါဝါပြီးတော့နောက်ဆုံးပွဲမှာအုပ်စုနောက်ဆုံးပွဲမှာလာမသိဘူးရှုံးနေတယ်နော် Rudiger နဲ့ Dash ကအဲ့လို3တက်သူတွေပြောတဲ့အတိုင်းလည်းစိုးရိမ်စရာတော့ဖြစ်နေတယ်ပေါ့အဲ့တော့ကိုပြောနေတာနောက်တန်းလေးနည်းနည်းအားနေအားနေဘောလုံး reset ဒီပွဲ reset ပေါ့ပွဲချိန်တွေမှာပြီးသွားတော့ဒါမှမဟုတ်ဟိုနာချင်းချင်းမျိုးတွေပြန်နေပြီးပါသွားမလားကိုဘယ်လိုထင်လဲအဲ့ဒီပေါ့ကျွန်တော်နေရတော့ပွဲချိန်ဒီမှာပြီးသွားမယ်ကျွန်တော်ပြောထင်တယ်ပဲဘာလို့လဲဆိုတော့ရန်ကြီးပြတဲ့ကစားလက်သိန်းလုံးကလည်းခြေထောက်နဲ့ပြက်ကြတယ်ဗျာဟုတ်တယ်နောက်ကွာစားတယ်ဒါမင်းကတိုက်စစ်ဆောင်ကောင်းတဲ့အတွက်ကြောင့်ကျွန်တော်အနေနဲ့2-1လောက်နဲ့တော့ပြီးမယ်2-1ကျွန်တော်ကတော့2-0ကိုကတော့2-1ဟုတ်ပြီအဲ့တော့ဂျာမနီကနောက်စိမ့်မယ်ဒါပြည့်သက်ပဲတက်သွားတယ်နော်ဘာဝင်းနေဘာမှဂျာမနီကိုဒုက္ခပေးနိုင်မယ်လို့ကိုမထင်ဘူးကျွန်တော်လည်းပဲထင်ပါတယ်အဲ့တော့ကျွန်တော်နောက်ပွဲဆက်သွားလိုက်8နာရီပွဲပေါ့ဒါလည်းပွဲကြီးပွဲကောင်းပြည့်သက်ပြီးတော့တော်တော်စောင့်ကြည့်ကြမှာဟိုအခုဒီလိုအုပ်စုမှာအဖွင့်ပွဲရလို့ကျန်တဲ့ပွဲတွေနောက်ဆက်ခြေလမ်းပြခဲ့တယ်ပေါ့နယ်သာလန်ပေါ့နယ်သာလန်ပါမယ်မိုရိုကိုနယ်သာလန်နဲ့မိုရိုကိုပွဲအကြောင်းလေးရောပြောပြပါနယ်သာလန်ကအခုဒီကမ္ဘာဖလားမှာဂိုလူဝဲတက်မယ်လို့ရေပန်းစားနေတဲ့ဒုတိယတင်းထဲမှာပါနေတယ်နော်ပထမပွဲမှာသူခြေစွမ်းလွဲကြုံမှုရှိခဲ့ပေမဲ့ဒုတိယနဲ့နောက်ဆုံးပွဲတွေမှာပုံမှန်ခြေစွမ်းနဲ့ဂိုးရလက်တွေကောင်းလာတယ်ပြီးတော့ရှေ့တန်းကလည်းဂိုးသွင်းမြူးလာတယ်ဟိုပထမပွဲကတော့သူကျွန်တော်ထင်ပါတယ်ဂျပန်ကိုနည်းနည်းရှိန်မောင်းဝင်ဟုတ်တယ်နောက်ဆုံးပွဲနှစ်ပွဲမှာတော့သူတော်တော်ကိုခြေစွမ်းတော်တော်ပြနိုင်တယ်ပေါ့အသင်းကြီးမှာခြေစိတ်ကြီးနေတာပဲအသင်းကြီးနဲ့ဒူတန်နဲ့ခြေစွမ်းကိုပြနိုင်တယ်ကျွန်တော်အဓိကပြောချင်တဲ့အသင်းကတော့မော်ရိုကိုပေါ့မော်ရိုကိုကဟိုနောက်ပိုင်းဒီအာဖရိကဖလားမှာလည်းသူဘိုလ်ပွဲကြီးတက်တယ်ဟိုညင်းပွားပွဲနဲ့သူစီနီကောကိုရှီယာနဲ့ချန်ပီယံကိုရခဲ့တယ်ရခဲ့ပြီးတော့ဟုတ်ဖြစ်ချင်တော့ဟိုဒီမော်ရိုကိုမှာလည်းနည်းနည်းတက်သစ်စားလူငယ်ကွင်းလေဒီရောတိုက်စစ်တွေရောဟိုဘရိုင်တီယာတို့လိုအောင်မြင်မှုသားတွေရောဟာကီမီမာဇာမီတို့ကိုရိုမာဆိုဘုံကစီရှိတဲ့ကောင်မှအဲ့လိုစီအာဖရိကမှာတော့ဆွမ်းဆောင်ကြီးတယ်နယ်သာလန်နဲ့မော်ရိုကိုတွေ့ရပွဲကြနယ်သာလန်ကောင်းပေမဲ့မော်ရိုကိုကသူလွတ်လပ်လပ်ဖြတ်သန်းသွားနိုင်မှာဒါမှမဟုတ်ခက်ခဲမယ်လို့ထင်တာပေါ့ကျွန်တော်အနေနဲ့ခက်ခဲမယ်လို့ထင်တယ်။ဘာလို့ဆိုတော့ဒီမော်ရိုကိုတင်းဟာရှေ့နှစ်ကမ္ဘာဖလားမှာဓာတ်ခေါက်တင်းဖြစ်ခဲ့။အဲ့တော့ကြောင့်သူတို့ကလည်းခုချိန်မှာအကောင်းဆုံးခြေထောက်တစ်ခုကိုပိုင်ဆိုင်နေတယ်။ခံစေးရလည်းကြည့်လိုက်တယ်၊ကွင်းလေရတယ်၊သူ့အနေထားနဲ့သူအဆင်ပြေတယ်ဗျာ။တစ်ဖက်ကကြည့်ပြန်တော့လည်းနယ်သာလန်ကလည်းကောင်းတဲ့ဝေါကတ်ကမှအများကြီးပါတယ်။ဒါပေမဲ့တောင်ပတ်ချက်မှာတော့အားနေတယ်ဗျ။မီလန်ရဲ့တောင်ပတ်တက်စစ်ပေါ့နော်။မီလန်အဲ့တော့ကျွန်တော်တို့ဟုတ်ကဲ့ရလက်ပိုင်းခံမှန်းမှုသွားမယ်ပေါ့ကျွန်တော်သတိထားမိတယ်အဲ့နယ်သာလန်ကတောက်ချအဲ့လိုမျိုးရှုံးထွက်ဒီမှာဆိုလို့ရှိရင်သူကပနတီတီရောက်သွားတယ်နော်ပနတီရောက်သွားတယ်ဟိုဒီသင်းကိုနိုင်တယ်ပြီးအာဂျင်တီးနားပြီးတော့သူပနတီနဲ့ရှုံးလာခဲ့တယ်အဲ့လိုဆိုတော့ဟိုသူနဲ့တွေ့မှာလဲမော်ရိုကိုသူ့ကိုတီတူတင်နဲ့ရှင်ကစားနိုင်တယ်ဆိုတော့ဘယ်လိုဖြစ်သွားလဲကျွန်တော်သုံးသပ်ချက်ရတော့ချိန်ဖို့ပဲပါမယ်နင်းနော်ချိန်ဖို့ဟုတ်အဲ့ဆိုတော့နယ်သာလန်ကြီးပြလည်းအရင်တိုက်စစ်အားတယ်ပြီမသူကဒီလိုရေးကြည့်တဲ့ပွဲကိုထိတ်ပြန်တယ်ဟုတ်တယ်နော်သူကအဲ့လိုသူဗန်နဲ့ရှေ့မှာလည်းတာတကားတွေစီးခဲ့ပြီးတာဟုတ်အဲ့တော့ချိန်ဖို့ကြီးပဲရောက်တယ်ကျွန်တော်သုံးသပ်မိပါဒီပွဲချိန်မိနစ်60ဒီမှာကျတော့ result ကိုကိုဘယ်လိုခံမှန်းနေလဲ1-1လောက်နဲ့တော့ပြီးသွားမယ်ဟုတ်ကဲ့ကျွန်တော်လည်း1-1ပေါ့လေဒီနေ့ရဲ့အကောင်းဆုံးပွဲပေါ့ကျွန်တော်လည်းဝတ်ထားတယ်။အစားပွဲတုန်းကအားပေးတာဟိုကဘာပလာရဲ့ပြောတော့ဒိတ်ချင်းတဲ့တင်ကဘာပလာအစင်လာရှိရဲ့တဲ့တင်ကလည်းနော်ဟို World Cup ကို9ချိန်လောက်ထိရထားတဲ့ဘရာဇီးပါမယ်။ပြီးတော့တင်ကလည်းဒီအာရှမှာဆိုလို့ရှိရင်ကဘာပလာနေစင်နေတဲ့ပေါ့နေစင်နေတိုင်းပါနေတဲ့ဂျပန်အဲ့တော့ဒီပွဲကတော့ကျွန်တော်တော်တော်ပြောစရာတွေများမှတင်တယ်အဲ့တော့ကိုစပြောပါအောင်ဒီပွဲကဘယ်လိုကိုစိတ်ဝင်စားမှုရှိပြတာဒီပွဲကတော့ကျွန်တော်အခုကြည့်တယ်များ32တင်းထဲမှာစိတ်ဝင်စားလို့ပွဲလို့ကျွန်တော်ယူဆရတယ်ဘာလို့လဲဆိုတော့နှစ်တင်းလုံးကခြေသွားရတယ်ကောင်းမွန်တယ်ဂျပန်ကလည်းသူ့ရဲ့စိတ်ဓာတ်ကိုကျွန်တော်လေးစားတယ်ဟုတ်တယ်နော်သူကနယ်သာလန်လိုအတင်းကြီးပေါ်လာမှာသူတေချာလေးကိုတည်ရလဲရအောင်သူကန်ခဲ့တယ်နီးပြလည်းဒီစနစ်ပိုင်းကလည်းတီးကြတယ်ဘရာဇီးဘက်ကိုကြည့်ပြန်လဲဘရာဇီးဘက်ကစားသမားတွေကလည်းချိန်မမှန်ဘူးနဲ့
ချိန်မမှန်မှုဆိုပေမဲ့တော့ကျွန်တော် individual ရောကောင်းတယ် ဟုတ်တယ်သူတို့က individual တော့ ဟိုပြောရင်တော့ကျွန်တော်ဟို team club တိုင်းမှာဝင်နေတဲ့အဲ့လိုမျိုးဖြစ်နေ ဟုတ်တယ် နော် ဟုတ်တယ် နီးပြကြီးကလည်း absolutely ဖြစ်နေတယ်ဂျပန်ကလည်းစိတ်ထဲမှာကြောတယ်နောက်သူလိုတဲ့ပွဲမှာဆိုတော့တူနီးရှားသူကိုပြတ်သွင်းပြီးတော့သူအုပ်စုဒီပထမနေရာလေးတော့သူချင်းချောင်းနိုင်သေးတယ် ဟုတ်တယ် အဲ့တော့ကျွန်တော်တို့လူရန်အားလေးနဲ့ပြောချင်လို့ဟိုဘရာဇီးမှာနေမှာပေါ့နေမှာဒီပွဲမှာပထမပွဲမှာတော့သူလူစားဝင်ပြီးတော့ကန်ခဲ့တယ်သူတို့လည်းနောက်ဆုံးကဘာဖြစ်သွားပြီအဲ့ဒဏ်ရာအကင်းမသိတော့ဒီဂျပန်ပွဲတော့ကိုသူဝင်ပြီးတော့ပါနိုင်မယ်ထင်လားဒါမှမဟုတ်လူစားလေးကစားသမားပဲဖြစ်မယ်ထင်လား ကျွန်တော်တော့လူစားနဲ့ကစားသမားလို့ပဲယူဆရတယ်ဘာလို့လဲဆိုတော့ဘရာဇီးကအခုလက်ရှိမှာ ဟုတ်စူပွဲ စုဖွဲ့ကပုံမှန်တိုင်းသွားနေဗျာနေမှာကျတော့သူတို့ရဲ့ iconic player တစ်ခုလည်းပြောလို့ရမှာ ဟုတ်တယ်နော်ဟိုပေါ်တူဂတ်ဆိုဒိုလေးရှိမယ် ဟုတ်တယ် အာဂျင်တီးနားမက်ဆီဆိုတော့ဘရာဇီးမှာလည်းနေမှာပေါ့ကျွန်တော်ဒီ၃ယောက်ကိုပဲကျွန်တော်တို့တောက်ချောက်လေး ကျွန်တော်တို့ကဖြတ်တန်းခဲ့ရတယ်နော် အဲ့တော့ကျွန်တော်ဘရာဇီးဘက်မှာနောက်ဆုံးလေးကျင်တာဟိုကွန်ညာပေါ့လေကွန်ညာဒီရောက်တော့ဘုံပါလာတဲ့အချိန်မှာဒီကွန်ညာဗီနီစီရဲ့အဆွဲကတော့တိုင်းဖုန်းကြီးနေလို့ပြောမယ် ဟုတ်တယ် တယောက်လေးကိုသွင်းနေတာဆိုတော့ဒီကွန်ညာရောဒီနေ့ပွဲရောကိုဆက်သွင်းနိုင်မယ်ထင်တာ ကျွန်တော်ကတော့ထင်တယ်မြတ်ဘာလို့လဲဆိုတော့ကိုညာလက်ရှိမှာဖောင်ကောင်းဆုံးကစားသမားဖြစ်တယ်ပွဲတိုင်းမှာလည်းသူကောင်းဆုံးခြေစွမ်းတွေကိုလည်းပြသထားတယ်ဗျဘရာဇီးမှာအားနေတာတော့တောက်ပန်တစ်ချမ်းပဲရာဖီဟာနာဝါတာဒီ ဟုတ်တယ်နော်ရာဖင်ကကျွန်တော်သိမတွေ့ဘူးရာဖင်ကဒီချိန်ဟုတ်တော်ရန်ကန်နေရတော့သိမတွေ့နော် ဟိုဂျပန်ဘက်မှာကြည့်လို့ရတော့လေဒီဒိတ်ဒိတ်ကစားသမားတွေကကိုလို့မီတိုမာလို့မပါဘူးဒါပေမဲ့သူ့ရဲ့စူပါကဒီတက်ဆိုင်ရာဒီမှာအကောင်းဆုံးခြေစွမ်းပြကစားသမားတွေစူပါလာတာ ကိုသမားကလည်းဒီအာဖရိကန်ဂျပန်ငွေကွာဟိုနော်အဲ့လိုဆူဇူကီဆိုတော့မျိုးဆက်တစ်ခုကြည့်နေရတယ်လို့ခံစားရတယ်ဂျပန်ကလည်းဒီပွဲကောပွဲချိန်တွင်မှပြီးသွားမလားအချိန်မိုးတွေဘယ်နဲ့ဒီအထိရောက်သွားမလားဆိုတော့ကျွန်တော်ဘယ်နဲ့ဒီသွားမယ်လို့ထင်တယ်ဒီနေ့သင်းကို ကျွန်တော်လည်းအဲ့လိုပဲသုံးသပ်မှာပါဘာလို့လဲဆိုတော့ဒီနှစ်သိန်းဟာဟိုအရင်ခြေစွမ်းမကွာဟာတဲ့တင်းဖြစ်နေတယ်ဟိုသွင်းဖို့ရတော့နိုင်မယ်လို့ကျွန်တော်ယုံကြည်တယ် အဲ့တော့ကျွန်တော်တို့ဒီအချိန်မိနစ်60ပေါ့မိနစ်60ပဲဆက်လေးကိုကိုစပြီးခံမဲပြီပေါ့ ကျွန်တော်တူတူလောက်တော့ကောင်းတယ် တူကျွန်တော်တို့ကိုတဲ့တကူရောကျွန်တော်ဝမ်းဝမ်းဒီနေ့ကတော့ကျွန်တော်ဆက်လက်စောင့်ကြည့်ရမှာပေါ့ဘရာဇီးဂျပန်ဒီ12နာရီရှိမယ်နောက်3ပွဲမှာဂျာမနီပါရီရှိမယ်ကျွန်တော်တို့ international မှာတော့နေတာမော်ရိုကိုရှိမယ်ပေါ့အဲ့တော့ဒီနေ့ပွဲကိုဆက်လက်ပြီးတော့တူစောင့်ကြည့်လိုက်ကြတာပေါ့နော်